လူတို့က你ငါ့ကိုချက်လာလို့ချက်တာပြောဒီနေ့မှမျက်ရှိရအဖြစ်များငါတွေ့ပါတော့ပြီးတော့你အဖြစ်မပေးလို့ရှိရင်ငါရန်ကုန်မျိုးနဲ့ဒါကြီးနဲ့လိုက်ရပါတော့ဒီလိုကနေတော့ချက်တာကိုတချာဘယ်ကနေသွားယူလာလဲအဲ့စပီကာနဲ့မရရှက်စရာကြီးသူများကြီးကြားဖို့မှာပဲမင်းအော်မနေနဲ့ရှောင်း对吧你တော့ချက်တာပေါ့ချက်တာပေါ့ချက်တယ်အိုးဘာလဲချက်တယ်လို့ဘာလဲချက်တယ်လို့我们家有婆婆嘞婆婆嘞ကြောက်လား ကြောက်ချက်တယ်ချက်တယ်နင်ကချက်တယ်လို့ပြောနေရဘုန်းဆောင်ချက်တယ်